ဒီနေ့ကတော့အလုပ်ကိစ္စလေးရှိလို့မြို့ထဲကိုသွားပါရယ်အဲ့ဒါနဲ့ဝယ်စရာလေးရှိလို့လာတာ22လမ်းပေါ့နော်ဒီဗန္ဒူလာထိပ်က19ထဲမှာပစ္စည်းလေးဝယ်ခဲ့တယ်ပစ္စည်းလေးတွေကတော့အစုံပဲဒီလိုမျိုး mobile accessory ကောင်တာတွေလည်းရှိရဲပေါ့နော်တော်ကိုစုံပါရယ်ပစ္စည်းလေးရွေးစရာလေးတွေနည်းနည်းပါရွေးပြီးတော့ပြန်ခဲ့တယ်တဏီကုံလုပ်တွေလုပ်ပြီးရဲ့အချိန်လေးညရောက်တော့လေဒီနေ့တော့ထူးထူးဆန်းဆန်းပဲချစ်တီးထမင်းစားကြတယ်လို့အဲ့လိုလေအိန္ဒိယစာစားကြတယ်ဆိုပြီးတော့ဆိုင်နေရွေးရင်းနဲ့နောက်ဆုံးတော့ရန်ကင်းရဆိုင်လေးကိုရောက်သွားတယ်အဲ့ဒါဘာစားလို့စားမှန်းမသိသေးဘူးအဲ့ရောက်တဲ့အထိအိန္ဒိယစာတော့စားကြတယ်ပေါ့တကယ်တမ်းမှာလိုက်တာကပန်းသေးခောက်ဆွဲကြော်မှာတယ်လက်ဖက်ရည်နဲ့ပေါ့နော်နှစ်ယောက်စားကြမယ်ဆိုပြီးတော့ကိုနဲ့အဲ့လိုလေ share လုပ်ပြီးစားမယ်ခောက်ဆွဲကြော်အများကြီးပေါ့တကယ်လဲစားမှလည်းပြီးရောအဲ့ဒီဟိုကြည့်ဒီတွားကြည့်လိုက်မိတာအဲ့ဒီချစ်တီးသမင်းကောင်တာကိုတွားကြည့်လိုက်တဲ့အချိန်မှာဟင်းကိုတွေ့တာအဲ့ဒီဟင်းကိုတွေ့ပြီးတဲ့အချိန်မှာအရန်စားကြံသွားတာသူ့ရဲ့လေအဲ့ဒီဘာလဲဂေါ်ဘီကြော်နဲ့လေအဲ့ဒါဘာခေါ်လဲတော့မသိဘူးပေါ့နော်ဂေါ်ဘီလေးနဲ့ကြော်ထားတဲ့ဟင်းအသီးရွက်ကိုမြင်တဲ့အချိန်မှာချစ်တီးသမင်းကိုလို့တက်လို့ကောစားလို့ရလားဆိုတော့ရတယ်တဲ့အဲ့လိုပြောအင်းအဲ့ဆိုရင်စားမယ်ဆိုတက်လို့ချစ်တီးသမင်းမှားလိုက်တာမှားလိုက်တော့လေအရန်စားကြံလို့ဒါစားနေရနော်ဘာလို့မှန်းတော့မသိဘူးလို့ချစ်တီးသမီးကတခုခုလိုနေရဲဆိုပြီးတော့တပကံကုန်ပြီနော်လုံးဝမသိသေးဘူးနောက်ဆုံးမှသိသွားပြီနောက်တစ်ခေါက်ထပ်တဲ့အချိန်မှာပဲဟင်းဆန်းဖို့ကိုမေ့သွားတာအဲ့ကလေးတွေကလည်းပိတ်ခံနေပြီဆိုတော့လေသူတို့ကလည်းပဲဟင်းကြိုင်ကြီးကတော့ရှိရဲမေ့နေတာကိုယ့်ထဲကိုစမ်းပေးဖို့လေကိုကလည်းတောင်းဖို့မေ့ရဲဘာလို့မှမသိဘူးလို့ပြောလိုက်ခါမှာသူတို့ကတဲ့အမားရဲ့ပဲဟင်းမဆန်းရသေးဘူးစမ်းမလားဆိုကမှအဲ့ဒါပဲဟင်းဆန်းပေးပြီးတော့နောက်တစ်ပကံထပ်ဆွဲပါရဲ့တော်တော်စားလို့ကောင်းတာပါစားကျင်တဲ့အချိန်မှာစားလိုက်ရလို့ထင်တယ်တကယ်နော်ချစ်တီထမင်းစားတာကိုပဲဟင်းမေ့ရတယ်လို့သိရမလားရင်အဲ့လိုလေဂျိုင်းကြီးတွေကခတ်တဲ့ပဲဟင်းဆမ်းဖို့မေ့တာဒီဘေးနားဟင်းလေးကိုပြောချင်တာမဟုတ်ဒီဘေးနားပဲဟင်းလေးတွေကိုပြောတာမဟုတ်ဘူးလေသိရမလားအဲ့လိုခုဆမ်းတဲ့ပဲဟင်းကိုအခုနောက်တစ်ပကံထပ်ဆွဲရ3ပကံစားခဲ့တယ်အရန်စားကြင်တာလေလက်နဲ့ဆွဲတာရှဲ့ကောင်းတာအဲ့ဒီရဲ့ဂေါ်ဘီကျော်လည်းကောင်းတယ်သူ့ရဲ့ဒီဟာဘာလက်ချောင်ကျော်လည်းကောင်းတယ်အဲ့မှာကောင်းလားမကောင်းလားသာကြည့်ပါတော့3ပကံလည်းကုန်တယ်လက်နဲ့ကိုစပယ်ရှယ်ဆွဲရဆိုတာလေတော်တော်ကောင်းတာပါအဲ့ဒီချစ်တီထမင်းကတော့လေကိုစားကျင်နေတဲ့အချိန်ဖြစ်နေလို့လားဘယ်လိုလဲတော့မသိဘူးဆိုင်ရလည်းအဆင်ပြေပါတယ် service ကတော့အရန်ကောင်းကလေးတွေကလည်းအရန်ကိုစိတ်ရှည်တယ်အကုန်လုပ်ပေးရဲကိုကတော့ဟိုငကိုကနေက तू ကအဲ့လိုဒီပန်းတိခောက်ဆွဲပါရမကြိုက်ဘူးပေါ့နော်ဒါပေမဲ့ကိုကမှားပြီးပြီဆိုတော့လေ तू လည်းကောက်အောင်စားလိုက်တယ်ကိုကမှားတာကိုမှားတယ်ဒါပေမဲ့ကိုကနောက်ဆုံးကျတော့အဲ့ဒီချစ်တီထမင်းကိုအကုန်စားပစ်လိုက်တယ်ပြီးတော့ဒီဟင်းရည်တွေတခါမှမတောက်ဘူးချစ်တီထမင်းသာစားတာအဲ့ဒီဟင်းရည်ကိုတခါမှမတောက်ဘူးဒီနေ့တော့တောက်ကြည့်ခဲ့တယ်โอเคရပေါ့နော်ဒါပေမဲ့အရင်တော့မကြိုက်ဘူးထုံးစံတိုင်းအစာပိတ်ပေါ့နော်မဖြစ်မနေလက်ဖက်ရည်ကော်ဖီတစ်ခုခုဆိုတော့ညီမတို့ကလက်ဖက်ရည်လေးတောက်ခဲ့တယ်ဆိုင်လေးကလည်းတန်တန်ရှင်းရှင်းလေးပါပဲစားလို့အရင်အဆင်ပြေပါတယ်ရွက်နုဝေးပါ